ဝီခါအတီးစားပြတဲ့ဗီဒီယိုမှာလေအများဆုံး comment ကကြတော့ဒီရဲ့ငရုတ်တီးကိုဘယ်လိုမျိုးဖြော်လဲလို့မေးတဲ့လူတအားများတယ်အကြောင်းမလို့ဝီခါဒီနေ့ကတော့ငရုတ်တီးဘယ်လိုမျိုးဖြော်လဲဆိုတာကိုအသေးစိတ်ပြောပြမယ့်ဗီဒီယိုလေးဖြစ်ပါတယ်။ကဲပထမဆုံးဝီခါကငရုတ်တီးကိုရေးစိတ်ထားပြီးအဲ့ဒီဟာကိုပပလေးလေးမယ်။ငရုတ်တီးကဘယ်လိုပြောမလဲအများကြီးလှုပ်ထားပြီးမှကြာထားလေအရသာပူရှိတယ်မျိုးပဲသူကနှက်ထားလိုက်ခါလုံးဝီခါအများကြီးလှုပ်ထားတယ်။ငရုတ်တီးကိုဒီလိုမျိုးလေးမကြည့်တကြည်လေးလှုပ်ထားရင်ကတော့ရပြီပေါ့နော်အထက်မှာခုကဘာတွေထည့်လဲဆိုတာကိုတကယ်ချင်းကိုပြမယ်အရင်လွယ်ပဲတကယ်တမ်းလူတိုင်းလောက်တတ်တယ်ဒါပေမဲ့ဘယ်လိုလဲလောက်တဲ့နီးချင်းမတူဘူးပေါ့နော်ကဲအထက်မှာဘာတွေထည့်လဲဆိုတာကိုအစင်လိုက်ပြောပြရမယ်ပထမအဆုံးကဟင်းချုံမောင်အရင်ဖွင့်ရတယ်ဆိုတော့ဟင်းချုံမောင်ထည့်မယ်အချင်းစားတာဆိုတော့ဟင်းချုံမောင်ကလည်းနှစ်စွန်းလောက်ထည့်လိုက်မယ်ပြီးလို့ရှိရင်ဒါကတော့စားဟုတ်တယ်နှစ်စွန်းသုံးစွန်းလေးစွန်းစားတော့အချင်းကတော့ဘယ်လိုလဲစားများများပိုကောင်းတယ်အဓိကဒီရဲ့ငရုတ်တီးမှာအဓိကကကြတော့တကြားဝေခါတကြားဆိုအများကြီးထည့်လိုက်တယ်တို့လားကဲတကြားထည့်မယ်ပြီးချက်သားမုံကလည်းတစ်စုံလောက်ထည့်မယ်အချင်းဆိုတော့တစ်စုံလောက်ထည့်ရင်ရပြီအဓိကဘာဖြစ်လို့ဒီရဲ့ငရုတ်တီးကဘယ်လိုပြောမလဲပစ်ချွဲကလေးနဲ့အချင်းတီးနဲ့စားလိုက်လို့ရှိရင်အဲ့လိုမျိုးဘယ်လိုပစ်ချွဲနီကလေးနဲ့စားလို့ကောင်းလဲဆိုဒီတကြားအကြီးပြောတော့ရေနည်းနည်းလေးထည့်တယ်ရေနွေးနည်းနည်းလေးထည့်တယ်ကဲဒီမှာကြည့်ဒီလိုမျိုးဆိုလို့ရှိရင်တကြားကိုအရင်နဲ့ပြောအောင်ဒါလိုမျိုးအတကုံဖြော်လိုက်ပြီးလို့ရှိရင်သူကစားလို့စားပြီးမကုန်ဘူးဆိုရေခဲတစ်တာမှပြန်ထည့်ထားအဲ့လိုမျိုးဆိုနတ်တာပိုကြားလေးပို့ပြီးမှစားလို့ကောင်းနေတကြားကဘယ်လိုမျိုးလဲချွဲပစ်ပစ်ကလေးပေါ့နော်ဒီလိုမျိုးလုပ်ပြီးမှဝီခါကချင်းစောကတီးပဲဖြစ်ဖြစ်တရက်တီးပဲဖြစ်ဖြစ်ဝီခါအများနဲ့ဒီလိုမျိုးစားလေးရှိတယ်ဘယ်လိုမျိုးလဲတကြားမပါဘူးဆိုလို့ရှိရင်ကတအားချင်တယ်အသက်အရွယ်ရလာလို့လားပဲမသိဝီခါဘယ်လိုမျိုးလဲအချိုလေးလဲပါမှပို့ပြီးမှဆင်ပြေတချို့တွေကဒီမှာငပီးတို့ပဇွန်6တို့ထပ်ထောင်းပြီးမှထည့်ပြီးမှစားရင်လည်းအရင်အရသာရှိတာပေါ့တော့ဝီခါအဲ့လိုတကြားလေးနဲ့ပျော်ယုံလေးအဲ့လိုမျိုးဖြော်ပြီးမှစားရမှာပြောရင်ပြောနေတော့မှဘယ်လိုလဲတေးရောင်ပြကြလာပြီကဲလုတ်ပုံလုတ်နည်းရတော့ဝီခါပြောပြပြီးအိမ်မှာလုတ်ပြီးမှစားကြည့်ပေါ့ပြီးလို့ရှိရင်စားလို့ကောင်းတယ်မကောင်းဘူးဆိုတာ comment မှာပြန်ပြီးမှလာပြောကြနော်ဒီဟာလေဘယ်လိုလဲနည်းနည်းကုန်သွားပြီဆိုတကြားထက်ပြီးမှအဲ့လိုမျိုးစားလို့ရတာပေါ့နော်ကုန်တဲ့အထိစားလို့ရတယ်ပေါ့နော်ကဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီမှာအမေအများဆုံး comment ဟုတ်တာဖြစ်တဲ့အတွက်ဒီနေ့ကတော့လုတ်ပုံလုတ်နည်းလေးပြောပြလိုက်ပြီးနောက်ဗီဒီယိုတွေမှာလည်းဝီခါအများကြီးဗီဒီယိုတွေတင်သွားမှာဖြစ်တဲ့အတွက်ဝီခါရဲ့အကောင့်ကို follow လေးတွေအသေးပုံလေးတွေ comment လေးတွေပေးဖို့မမေ့ဖို့ဝီခါဒီကနေဒီမှာပြောချင်တယ်နော် bye bye အားလုံးကိုအရင်ချစ်တယ်နော်